အားလုံးပဲကျွန်တော်ကတော့ UD Crafter ပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်ရတာလည်းတော်တော်ကြာပါပြီအခုလက်ရှိကျွန်တော် last slot လည်းတိတ်မကင်ဖြစ်တော့ပါဘူးအဲ့အတွက်အခုကျွန်တော် last slot ကင်ပြီးတော့မြန်မာနာမည်ဖြစ်ဖြစ် global နာမည်ဖြစ်ဖြစ် try မှာဖြစ်ပါတယ်ခုလက်ရှိမြန်မာနာမည်ဝင်ဖို့ဆိုရင်တော့ MMA 3400လိုပါတယ်ကျွန်တော်မှာ1400ပဲရှိပါတယ်အဲ့တော့ last slot မြန်မာနာမည် try မှာဖြစ်ပါတယ်ကျွန်တော်ကတော့solo try မှာမဟုတ်ပါဘူး duo try မှာပါကျွန်တော်ရဲ့ pro ရှိပါတယ်အဲ့ဒါဘာလို့ပွဲလေးရောက်မှတွေ့မှာဗျာကဲကျွန်တော်အခုလက်ရှိတော့ဗီမျိုးနံပါတ်63 Asmarada ပါ Asmarada ကျွန်တော်တော့မကင်တော့ပါဘူးကျွန်တော် last slot only ကင်ပါပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် last slot ကိုမြန်မာနံပါတ်ဖြစ်ဖြစ် global နံပါတ်ဖြစ်ဖြစ်ဝင်အောင်ဆော့မှာပဲဖြစ်ပါတယ်ကျွန်တော် last slot မကင်တာလည်းတော်တော်ကြာပါပြီပြီးတော့ကျွန်တော် last slot ကတော့သူများတွေလို item အလို့မသွားပါဘူးကျွန်တော် C habit တို့ capture C ကိုပဲသွားပါတယ် YC ပိုင်းမထည့်ပါဘူးအဲ့အတွက်လည်းကျွန်တော်က brand အနေနဲ့အဲ့လိုပြောမှာဆိုလို့ပါကျွန်တော်ကတော့အဲ့လို YG ပိုင်းမတော့ပါဘူးကျွန်တော်အခု Lancelot ကိုဆော့မှာဖြစ်ပါတယ်အဲ့တော့မြန်မာနာမည်ဝင်မလား global နာမည်ဝင်မလားပဲကြည့်လိုက်တော့ကျွန်တော် first page ရအတွက် Lancelot ကိုပဲ pitch ချလိုက်ပါတယ် let's go ပါကဲဒီပွဲလေးကိုတော့ပွဲလေးရမှာတွေ့ပါတယ်ဘာသာတို့ကျေးဇူးတင်ပါတယ်ကဲ brother တွေဒါတော့ပထမဦးဆုံးပွဲဖြစ်ပါတယ် Lancelot ကိုင်နဲ့နိုင်ပါမလားရှုံးပါမလားကြည့်လိုက်ပါဒီဟာဒီပဲခြုံနေတာမှာဘာသာတွေကြည့်နေတွေ့လား step ကိုရှိရ Q ဟာရှိရဟာရှော့ပြီဗျာနိုင်ပါပြီ what the fuck အေဂျင့်ကြီးခိုးပေးသွားတာထင်တော့မထင်တော့ဘူးနိုင်ပါပြီ what the fuck ပြောရတော့လေးလုံးရောက်သွားပြီMMA 51တက်တယ်3.9 ပါတဲ့ကဲဘာလဲဒီနေ့ဒါကတော့ပါဝမ်းပဲဖြစ်ပါတယ်